အမေနဲ့ညီမလေးရဲ့ပေါ်မှာအကောင်းဆုံးဖန်တီးပေးနိုင်မှုအိမ်အောင်ပြုဖို့တော့စိတ်ကူးမရှိဘူးဆိုတဲ့အေဂျင့်မောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပြည်ပြင်းတဲ့တရုတ်ဆောင်ချက်တွေနဲ့ပရိသတ်တွေကြားမှာနာမည်ကောင်းတဲ့ရည်တည်နေသူကတော့မင်းသားကျော်အေဂျင့်မောင်ပါအေဂျင့်မောင်ကအခုဆိုရင်ပရိသတ်အားပေးမှုကိုတခဲနဲ့ရထားတဲ့မင်းသားတစ်လက်ဖြစ်နေပါပြီအနုပညာလောကတွေကိုဝင်လာတာအချိန်တော်ကြာခဲ့ပြီးမြဲတခဲနဲ့အောင်မြင်လာခဲ့တာကသိမကြခင်အချိန်ကပါအေဂျင့်မောင်ကအောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ဖို့သူများထပ်ပို့ပြီးကြိုးစားရပါတယ်အေဂျင့်မောင်ကတီချီခံကြတဲ့မင်းသားတစ်လက်ပါအနေအေးပြီးမိမိုက်နေတဲ့ပုံစံမျိုးကြောင့်ချစ်သူတော်ကြတဲ့မိန်းကလေးတွေကလည်းအများကြီးပါပဲအေဂျင့်မောင်ကတင်းငိမ့်တဲ့မင်းသားတစ်လက်ဖြစ်ပြီးမြဲဇက်ကားတွေထဲမှာတော့ကာရိုက်တာနဲ့လိုက်ဖက်အောင်ပြောင်းလဲသရုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်အနေအေးပြီးတီချီတဲ့မင်းသားတစ်လက်ဖြစ်တာကြောင့်မိန်းကလေးတွေဝိုင်းကြိုက်တာခံနေရပေမဲ့အဲ့ဒီအချက်ကပဲသူ့ကိုအနုပညာလောကမှာနှောင့်နှေးစေခဲ့တာလည်းဖြစ်ပါတယ်အေဂျင့်မောင်ကဇက်ကားထဲမှာတော့ကာရိုက်တာပြပြအောင်ရိုက်နိုင်ခဲ့တဲ့မင်းသားဖြစ်ပေမဲ့လက်တွေ့အပြင်မှာတော့ personal မကောင်းတဲ့ပုံစံမျိုးပါတယောက်တည်းနေတဲ့သူရဲ့ပုံစံကြောင့်အနုပညာလောကမှာနေရာရဖို့ခက်ခဲခဲ့တဲ့အထီးပါပဲအခုလိုအောင်မြင်နေတဲ့အချိန်မှာသူရဲ့မျက်နှာကအဓိကမကျပေမဲ့စူးစမ်းနေချိန်မှာတော့အတားစီတစ်ခုလိုပါပဲအနုပညာလောကကလူတွေကသူ့ကိုတွေးလိုက်တာနဲ့ personal မကောင်းဘူးမျက်နှာသေးနဲ့အောင်မြင်မှာမဟုတ်ဘူးဆိုပြီးအနုပညာသမားအချင်းချင်းဝေဖန်ကြတဲ့အထီးပါပဲအေဂျင့်မောင်ကတော့ဝေဖန်မှုတွေကြားကမနေစူးစမ်းခဲ့တာကြောင့်အခုချိန်မှာတော့အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီအေဂျင့်မောင်ကိုတော့အခုနောက်ပိုင်းဇာတ်ကားတွေမှာအများဆုံးမြင်တွေ့ရမှာပါရုပ်ရှင်ဇာတ်ကားကြီးတွေဇလန်းတွဲတွေမှာအများဆုံးမြင်တွေ့ရပြီးပရိသတ်တွေကတော့သူတရုပ်ဆောင်တဲ့ကာရိုက်တာတိုင်းကိုသဘောကျနေကြပါပြီအေဂျင့်မောင်ကအခုချိန်မှာသူ့ရဲ့ကြိုးစားမှုတွေကြောင့်အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်လာခဲ့ပြီးမြဲအခြေရေးမှာတော့တည်ငြိမ်နေသေးပါပဲအေဂျင့်မောင်ကတော့လူငယ်တဘာဝအရချစ်သူထားပြီးမြဲဘဝမှာအချစ်မရှိမနေနိုင်တဲ့အထည်တော့မပါပါဘူးသူတကယ်ချစ်တဲ့မိန်းကလေးနဲ့တွေ့ရင်နှစ်ယောက်တဘဝတည်ထောင်မယ်ဆိုတဲ့စိတ်ကူးရှိပြီးမြဲအခုကတော့ချစ်ရမယ့်သူလည်းမရှိသေးသလိုအိမ်အောင်ပြုဖို့လည်းစိတ်ကူးမထားပါဘူးအေဂျင့်မောင်ကအခုချိန်မှာအခြေရေးထံမိသားစုကိုသာဦးစားပေးနေတာလည်းဖြစ်ပါတယ်အေဂျင့်မောင်ကအနေအေးပြီးသွေးရည်ထင်ရပေမဲ့မိသားစုအပေါ်မှာတော့တာဝန်ကျေပြီးရေးစိုက်တဲ့လူတစ်ယောက်ပါအေဂျင့်မောင်ကအမေဖြစ်သူနဲ့ညီမဖြစ်သူကိုကောင်းကောင်းမွန်မွန်ထားနိုင်မှုကိုသာအာယုံနဲ့ရှိတာလည်းဖြစ်ပါတယ်အေဂျင့်မောင်ကအခုလိုအောင်မြင်နေတဲ့အချိန်မှာအခြေရေးကိုဦးစားမပေးပဲအမေနဲ့ညီမလေးကိုအကောင်းဆုံးဖြစ်အောင်ထောက်ပံ့ပေးနေတယ်လို့ဆိုပါတယ်တာကြီးဆုံးမို့ personal ထက်မိသားစုကိုအလေးထားနေကြတာလည်းဖြစ်ပါတယ်အေဂျင့်မောင်ကမပြည့်စုံတဲ့ဘဝကလာရသူပါအရင်ကလည်းရရအလုပ်လုပ်ပြီးမိသားစုကိုကောင်းကောင်းမွန်မွန်ထားနိုင်အောင်ကြိုးစားသလိုအခုလည်းအနုပညာအလုပ်တွေကိုအကောင်းဆုံးလုပ်ပြီးအမေနဲ့ညီမလေးကိုတင်တောင်းတင်တင်ထားနိုင်အောင်ကြိုးစားနေကြတာလည်းဖြစ်ပါတယ်အေဂျင့်မောင်ကအနေအေးပြီးတယောက်တည်းနေတတ်ပြီးမြဲမိသားစုအပေါ်မှာတော့ဘလို့ကောင်းအောင်ထားပေးရမလဲဆိုတဲ့စိတ်ကတော့အမြဲရှိပါတယ်အောင်မြင်နေချိန်မှာအခြေအထက်အစားထိုးမရတဲ့မိသားစုကိုရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်အေဂျင့်မောင်ကတော့အမေဖြစ်သူအတွက်သားကောင်းတယောက်ညီမဖြစ်သူအတွက်ကတော့အကိုကောင်းဆိုတာထက်အကိုကြီးအဖာရလိုပါပဲအေဂျင့်မောင်ကတော့မိသားစုအပေါ်တည်တတ်တဲ့လူတစ်ယောက်မို့အခုချိန်မှာအောင်မြင်တဲ့မင်းသားတစ်ယောက်အနေနဲ့ရည်တည်နေနိုင်တာလို့ဆိုရမှာပါပဲမမပွိုင်းတစ်ယောက်မဟုတ်ပေမဲ့အိမ်အောင်မပြုတ်သေးခင်မှာတော့မိသားစုကိုတာဝန်ကျအောင်လုပ်ပေးဖို့စိတ်ကူးထားတာလည်းဖြစ်ပါတယ်